အားလုံးကိုကျွန်တော်တို့ရှင်မမြင့် travel ကနေနှွေးထွေးစွာကြိုဆိုပါတယ်ကျွန်တော်တို့အနေနဲ့အခုရှင်းပြပေးသွားမှာကတော့ပထမဦးဆုံးခရီးစဉ်လေးဖြစ်တဲ့ဗကန်ခရီးစဉ်လေးအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ဘယ်ချိန်မှာထွက်ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တကြံ April 12 ရက်နေ့မှာထွက်ပြီးတော့15ရက်နေ့ပြန်ရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ခရီးစဉ်အကြောင်းကိုစပြောမယ်ဆိုလို့ရှိရင်ဈေးနှုန်းအကြောင်းကိုအရင်စပြောပါမယ်ဈေးနှုန်းမှာဆိုလို့ရှိရင်တော့တဦးကို3,900နဲ့5,000ကျပ်တိတိတောက်ခံထားပါတယ်တဦးနေပေါ့နော်ဒီဈေးနှုန်းလေးကိုအရင်မကြည့်ဘဲနဲ့ဈေးနှုန်းထဲမှာဘယ်လို service တွေပါလာမလဲဒီဈေးနှုန်းနဲ့ရောအခုပါလာတဲ့ service တွေကကိုက်ညီရဲ့လားတန်ရဲ့လားဆိုတာကိုဒါအခုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့လိုက်ပါစီးနေရမယ့် expert ကားတွေကျွန်တော်တို့က expert ကားတွေအနေနဲ့ကျွန်တော်တို့2 brake expert တွေကိုပဲသုံးပေးထားပါတယ်။ဘာကြောင့်သုံးပေးထားလဲဆိုလို့ရှိရင်တော့ခရီးစဉ်အစကနေအဆုံးထိကိုဒီလိုကားကြီးနဲ့ပဲတစ်ခြားလုံးလေပတ်ကမယ်။ကားပေါ်မှာပဲတက်တာဖြစ်စေရန်ရည်ရွယ်ပြီးတော့ခုံနဲ့တည်ရမယ်။ကားလည်းကောင်းရမယ်ဆိုတော့ဆန္ဒနဲ့အညီကျွန်တော်တို့ကားအကောင့်တွေကိုသုံးပေးထားပါတယ်။ကဲနောက်ပြီးတော့တဲခိုရမယ့်ဟိုတယ်တွေကျွန်တော်တို့ထားရှိပေးရမယ့်ဟိုတယ်တွေကလည်း 4 star အဆင့်ရှိတဲ့ရေကူးပန်ပါတဲ့ဟိုတယ်တွေမှာထားရှိပေးသွားမှာဖြစ်ပါတယ်။ဘယ်လိုဟိုတယ်မျိုးတွေမှာထားရှိပေးသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပကံမှာရှိတဲ့ Vegan Lounge လို့ hotel တွေ Royal Palace လို့ hotel တွေနဲ့ကျွန်တော်တို့ Amata Garden by Resort လို့ hotel ကြီးတွေမှာကျွန်တော်တို့ထားပေးသွားမှာဖြစ်ပါတယ်။ကဲနောက်ပြီးတော့ကျွန်တော်တို့မနက်စာနေ့လယ်စာညစာစားတောက်ရမယ့်အပိုင်းကိုရောက်လာပါပြီ။ဒါကတော့အရေးကြီးဆုံးပေါ့နော်။စားတောက်ရမယ့်အပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က buffet စနစ်နဲ့ကျွေးမွေးသွားမှာဖြစ်ပါတယ်။ကဲ buffet စနစ်ဆိုတာမှာကျွန်တော်တို့အသားဟင်းတစ်မျိုးနဲ့စားမှာလားလုံးဝမဟုတ်ပါဘူး။အသားဟင်း5မျိုးနဲ့ကျွန်တော်တို့စိတ်ကြိုက်မဝါနေမထရဆိုတဲ့စနစ်နဲ့တည်ခင်းအခန့်ပေးတော့မှာဖြစ်ပါတယ်မနက်စာအစီအစဉ်ကိုလည်းကျွန်တော်တို့ကပထမဦးဆုံးနေ့ပကံရောက်ချင်းမှာပကံနန်းတော်မှာတည်ခင်းအခန့်ပေးတော့မှာဖြစ်တယ်လို့ညစာတင်တာကိုလည်းကျွန်တော်တို့က VIP ဆန်ဆန်ပကံမှာရုပ်သေးပွဲကြည့်ရင်လည်းကိုကျွန်တော်တို့ download ခေါ်ပွဲတော်အုံနဲ့တည်ခင်းအခန့်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်ကတော့လုံးဝ VIP တိုက်ကိုရစေမယ့်အစီအစဉ်မျိုးဖြစ်ပါတယ်ကဲနောက်ပြီးလို့ရှိရင်ကျွန်တော်တို့အခြား service တွေအနေနဲ့မြင်းလဲစီးတာတွေဆက်လေစီးတာတွေစီမီထွန်းတာတွေတဆင့်သွားကားကဒီလုံးဝပေးစရာမလိုပါဘူးကျွန်တော်တို့ရွှေမန်းမြေရဲ့အဓိကရည်ရွယ်ချက်ကတော့ဖျားဘူးတဲ့ဆိုတာထက်ကိုဒီခီးစင်နဲ့အတူလိုက်ပါရတဲ့ခီးသွားဧည့်သည်တွေဘယ်လောက်ထိစိတ်သက်လာရမလဲဆိုတာပေါ့မှာမူတည်ပါတယ်ကျွန်တော်တို့အနေနဲ့အကောင်းဆုံးသော service တွေပေးမယ်စိတ်ညစ်စရာတွေကိုအကောင်းဆုံးဖြည့်ဖြောင်းအောင်လုပ်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်ပဲကျွန်တော်တို့ရဲ့ရွှေမန်းမြေ Travels ကတီထောင်ရတာတန်ပါတယ်ဒီတော့ဧည့်သည်တော်တွေရဲ့မှုတွေအနေနဲ့ပထမဦးဆုံးတိုးတိုင်းဖြစ်တဲ့ကို service တွေကကောင်းပါမလားဘာတွေပါလာမလဲကားကောင်းပါမလားအစီအစဉ်တွေကရောကြောက်ခရက်ဖြစ်မလားဆိုရဲစိုးရိမ်မှုတွေရှိနေနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့လုံးဝမရှိစေရအောင်ကျွန်တော်တို့Zati,